사 템에 사가 3/4 사 템에 teaspoon of cream of tartar 대야 템에 2 teaspoon ဆိုတော့ဒီလောက်ဆိုညရည်တင်နေအလွယ်နည်းပဲ cream of tartar okay ပြီးရင် 1/4 vegetable oil ဒီဟာစီထည့်လိုက်မယ်စီထည့်တယ်ပြီးရင်ရေနွေးထည့်တယ်ရေနွေးခဏလေးရေနွေးတအားပူလို့အဲ့ဒါရေနဲ့တော့ရောလိုက်ဒီမှာအယောင်နဲ့ထည့်လိုက်တယ်1 2 3 4 5 6အယောင်နဲ့ထည့်လိုက်တယ်ဒီမှာနည်းနည်းနွေးရေနဲ့ရိုးလိုက်မယ်ရေနဲ့နွေးနွေးလေးပေါ့အရန်ပူတဲ့ဟာဆိုမရဘူးကြက်သွားမှာဒီလိုအဲ့ဒါပြီးရင်ရေပေးလိုက်plate ဆိုအရန်ကောင်းတဲ့ plate ဆိုရသွားပြီလောက်ကောင်းတယ်ကြည့်ရေနဲ့ထပ်ထည့်မယ်ရေနွေးနဲ့ပူကောင်းတယ်အဲ့ဒါစာနေစီဖြူပြမလုပ်တယ်ရှေ့ပဲရသွားပြီအဲ့ဒါကြောင်းခန်းထဲမှာကလေးတွေတုံးတယ်လေဒီမှာရှေ့ပဲဒီမှာဒီလိုလုပ်တာဒီလိုလုပ်တယ်ဒီမှာလည်းတစ်ခုလုပ်ပြီးသွားပြီဒီမှာလည်းတစ်ခုပြီးသွားပြီဒီမှာရှယ်ပဲဒီဟာကလေးတွေရမ်းကြိုက်တာရှယ်ပဲဒီဟာလောက်တာနောက်တစ်ခုပြန်ပြီးသွားပြီတာရာရှယ်ပဲဒီမှာရှယ်